လုံးပဲမင်္ဂလာပါသိရှိဖို့တက်ရှိမှကြိုဆိုလိုက်ပါရရှင်ဒီနေ့ဗီဒီယိုမှာတော့ Photoshop သင်ခန်းစာအပိုင်း29အနေနဲ့license ပုံကိုဘယ်လိုပြင်ဆင်ပြီးတော့ဘယ်လို A4 စာရွက်ပေါ်ဘယ်လိုသင်ရမလဲဆိုတာနဲ့ပတ်သက်ပြီးတော့ပြပြပြီးတော့မှာပဲဖြစ်ပါတယ်အရင်ဆုံးကိုရိုက်ထားတဲ့ license ပုံလေးကိုဖွင့်ဖို့အတွက် open လေးကိုနှိပ်လိုက်ပါပြီးတော့လို့ရှိရင်ကိုပုံရှိရဲ့နေရာကိုသွားလိုက်ပါပြီးတော့တော့ကိုရဲ့ပုံလေးကိုယူလိုက်ပါနော်ယူပြီးတော့ open ဆိုတာပဲထည့်နှိပ်လိုက်ပါဒါဆိုလို့ရှိရင်ဒီပုံ site ကတော့သူကsite မမှန်နေဘူးပေါ့နော်အဲ့တော့ကို site ဖြတ်ရမယ်ဆိုလို့ရှိရင်ကိုရဲ့ site ကဘယ်လောက် site လဲမပုံတင်လုံးမလားယူ license ပုံလားဆိုပြီးတော့စသဖြင့်ရှိရပေါ့နော်အဲ့တော့ကိုလို့ရှိရင်လည်း site အတိုင်းဖြတ်ဖို့အတွက် crop tool လေးကိုယူလိုက်ပါအဲ့တော့ဒီမှာ crop ပုံစံလေးရှိပါတယ် crop tool လေးကိုတစ်ချက်နှိပ်လိုက်ပါနှိပ်ပြီးတော့ပြီဆိုလို့ရှိရင်ဒီအပေါ်ဘာတန်းမှာသူကဘာရွေးပေးရမလဲဆိုလို့ရှိရင်ဒီနေရာမှာ WH ratio resolution ဆိုတဲ့ဟာရွေးပေးရမယ်ပြီးလို့ရှိရင်ဒီရဲ့နေရာမှာမှတ်ပုံတင်အတွက်ဆိုလို့ရှိရင် 0.8 in ပေါ့နော်0.8 ပြီးတော့ရင်ဒီ resolution နေရာမှာတော့မဖြစ်မနေ300ကိုထည့်ထားပြရပါလိမ့်မယ်ထည့်ပြီးတော့ပြီဆိုရင်အမှန်ရှယ်ကိုနှိပ်လိုက်ပါအမှန်ရှိမနေခင်ကိုရဲ့သူ crop ပေးထားတာဘယ်လိုပုံစံမျိုးဖြစ်နေလဲကောင်းပြက်နေတာဒီမှာတစ်ချက်ကြည့်ပေါ့နော်ကောင်းပြက်နေရဆိုတော့ပုံလေးကိုတစ်ချက်ဆွဲရှာပေးမယ်ပြီးတော့ကိုလိုရှင်တဲ့အနေထားရပြီဆိုလို့ရှင်အမှန်ရှိကိုနေလိုက်ပါဒါဆိုလို့ရှင်ပုံဖြတ်လို့ပြီးသွားပြီပေါ့နော်အဲ့မှာကိုကဒီလိုမျိုးမပုံတင်ဆိုလို့ရှင်သူကကာလာနဲ့ထုတ်လို့မရဘူးအဖြူမဲဖြစ်မှရမယ်ဆိုလို့ရှင်အဖြူမဲပြင်ဖို့အတွက်image dash တဲ့ကိုသွားလိုက်ပါပြီးလို့ရှိရင် adjustment in မှာblack and white ဆိုတာလေးကိုယူလိုက်ပါဒါဆိုလို့ရှိရင်ပုံကအဖြူမဲဖြစ်သွားလိမ့်မယ်ပေါ့နော်ဒီမှာကိုနည်းနည်းရှင်တာလေးရှင်းလိုက်ပြီးတော့ရှင်းလို့ရတယ်ပေါ့နော်ရှင်းပြီးတော့ကိုစိတ်တိုင်းကြတဲ့အနေထားရောက်ပြီဆိုရင် okay ကိုတစ်ချက်နှိပ်လိုက်ပါဒါဆိုလို့ရှိရင်တော့ပုံကိုအဖြူမဲအနေနဲ့ပြင်ဆင်လို့ပြီးသွားပြီအဲ့တော့ A4 စာရွက်ပေါ်တင်ဖို့ဝယ်ချင်တော့ပဲပေါ့နော်အဲ့တော့ A4 စာရွက်ကိုတင်ဖို့အတွက် file နဲ့ကိုသွားမယ် new ဆိုတာလေးကိုနှိပ်ပါမယ်file new ဒါဆိုလို့ရှိရင်သူကဒီမှာကြာလာလိမ့်မယ်ပေါ့နော်အဲ့မှာA4 ဆိုတာကိုဒီမှာ reset နဲ့မှာ A4 ဆိုပြီးမပေါ်နေ print နဲ့ကိုသွားလိုက်ပါသွားလိုက်လို့ရှိရင်ဒီမှာသူစာရွက် site တွေအများကြီးရှိရပေါ့နော် A4 ဆိုတာလေးရွေးပြီးတော့ create ဆိုတဲ့ဟာလေးကိုနှိပ်လိုက်ပါဒါဆိုလို့ရှိရင်သူကဒီမှာ entitle 1ဆိုပြီးတော့စာရွက်လေးတစ်ရွက်ကြာလာလိမ့်မယ်အဲ့တော့ခုနပုံလေးကိုအရင်ပြန်သွားမယ်ပြန်သွားပြီးရင်သူ့ကိုmove to လေးယူထားမယ် move to ယူပြီးဖိပြီးတော့ခုနတော့စာရွက်ပုံမှာတွားပြီးတော့ဆွဲတင်လိုက်မယ်ဒါဆိုရင်ပုံလေးကြာလာလိမ့်မယ်ပေါ့နော်ကြာလာရင်အပုံပွားဖို့အတွက်ဒီပုံပွားဖို့အတွက်ဆိုလို့ရှိရင်copy ကူလဲရတယ်လို့သူဒီ layer ကို duplicate လုပ်လဲရတယ်ပေါ့နော်ဒီမှာအလွယ်ဆုံးကတော့ keyboard ကနေ order ကိုဖိထားပါပြီးလို့ရှိရင်ဒီပုံလေးပေါ်ထောက်လိုက်mouse pointer လေးနှစ်ခုဖြစ်သွားပြီပေါ့နော်အဖြူနဲ့အမဲနဲ့အဲ့ဒါဆိုရင်ကိုဖွင့်ချင်တဲ့ဟာကိုဆွဲပြီးတော့ပွာလာလိုက်လို့ရပါတယ်ဒါဆိုလို့ရှိရင်ကိုထုံမဲ license ပုံကို A4 စာရွက်ပေါ်တင်လို့ပြီးသွားပြီပဲဖြစ်ပါတယ်ဒီနေ့ဗီဒီယိုကတော့ဒီလောက်ပါပဲရှင်ကြည့်ရှုပေးတဲ့အတွက်အားလုံးကျေးဇူးများတင်ပါတယ်